ဝမ်ဖယားမှာဈေးပွဲတော်ရှိတဲ့အတွက်ကြောင့်မလို့တငယ်ချင်းတွေနဲ့တူသွားခဲ့တာကိုပြန်လည်ပြီးမှ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့တငယ်ချင်းနဲ့တူညနေ6နာရီလောက်မှာပေါ့နော်သွားတာဖြစ်ပါတယ်။တငယ်ချင်းတွေကလုံးကတော့ထမိန်ကြီးနဲ့လာပါတယ်။ကျွန်မတယောက်တည်းပေါင်းပြီးနဲ့သွားပါတယ်။တော်ရင်းနဲ့အဲ့ဒီမှာဒီချစ်စရာကောင်းတဲ့ဒီပကြီးလေးတွေတွေ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒီပကြီးလေးတွေကိုလည်းရိုက်လာပါတယ်။သူဆွဲထားတာတအားကိုလည်းလာပါတယ်။ပြီးတော့အမပင်လယ်ဓမြသွားစီးပါတယ်ပင်လယ်ဓမြကတော့အပေါ်မှာစီးမယ်ဆိုပေမဲ့ပေါ့နော်အဲ့ဒီပင်လယ်ဓမြစီးတဲ့အခါမှာတော့ဖုန်းမကင်ရဲလို့အောက်မှာပဲတကုံဗီဒီယိုရိုက်ထားပါတယ်ပြီးတော့တကုံអော်ပါတယ်အရန်ကိုပျော်ခဲ့ပါတယ်ပင်လယ်ဓမြစီးတာကတော့အတန်ဆုံးဖြစ်ပါတယ်3000ပေးပြီးတော့မှအရပရအွန်လိုင်းရဲ့ခံစားချက်ကအရန်ကိုကောင်းပါတယ်ပြီးတော့မှဒီပင်လယ်ဓမြစီးပြီးချင်းမှာပဲတကယ်ချင်းတွေကမုတ်သွားပြီးတော့မှပတ်စားပါတယ်တရစ်ကျော်တွေလည်းတွေ့ခဲ့ပါတယ်ဝါပိုးကောင်းလားဘာလဲမသိဘူးအဲ့ဒါလည်းစားကြည့်ခဲ့ပါတယ်ဆိုင်မှာတကောင်မီးကြည့်ပြီးတော့မှဝယ်စားပါတယ်ဝယ်ပြီးတော့လမ်းဘေးမှာရက်ပြီးတော့မှစားပါတယ်ပြီးတော့ပတ်ကြည့်ပါတယ်ပြီးတော့ဒီလိုဈေးပွဲတော်သွားတာအကြိုက်ဆုံးကတော့မမြင်ဘူးတဲ့အစားအစာတွေအထူးသဖြင့်မြန်မာအစားအစာတွေကိုမြင်ရတဲ့အတွက်အရင်ကြိုက်ပါတယ်မုံလီမရနဲ့စားဖို့တဲ့မုံတွေကို try ကြည့်ခဲ့ပါတယ်ပြီးတော့ပြီးတော့အိမ်ပြန်လာပါတယ်လမ်းမှာဖြစ်ပါတယ်ဒါကတော့တယောက်တည်းရှောက်ဘာတွေရှောက်ပြောနေလဲမသိဘူးအဲ့လိုပြောပြီးတော့မှအိမ်ကိုပြန်လာပါတယ်တငယ်ချင်းတွေလည်းပါပါတယ်ဒါကတော့ကျမဖြစ်ပါတယ်အိမ်ပြန်နေတဲ့လမ်းမှာဖြစ်ပါတယ်ဒီလိုမျိုးရှောက်လုံနေရတာကိုသဘောကျပါတယ်ဒါကတော့ရှစ်မိုင်ကုန်တရားဖြစ်ပါတယ်အရန်ကိုလာပါတယ် thank you